ဘဝမှာဓမ္မလမ်းကြောင်းမတိမ်ဆောင်အောင်ကိုယ့်ကိုထိန်းချောင်းနိုင်ရင်လူတော်လူကောင်းလို့ခေါ်ရမှာဖြစ်တယ်ကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်တွေဟာဓမ္မလမ်းကြောင်းမတိမ်ဆောင်စေပဲကိုယ့်ကိုထိန်းချောင်းသွားတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တယ်ကိုယ့်ကိုမထိန်းချောင်းနိုင်လို့ရှင်ဘဝခရီးကြီးဟာဖြောင့်မြူးမှာမဟုတ်ဘူးစဉ်းစားကြည့်ပေါ့ဟိုင်ဝေးလမ်းမကြီးပေါ်မှာကားမောင်းနေတာတောင်ခရီးတစ်စိုက်မမောင်းဘူးတတိလွတ်သွားပြီဆိုလို့ရှင်တိမ်ဆောင်သွားလို့ထိန်းချောင်းမှုလွတ်သွားတာနဲ့တပြိုင်နက်အသက်ပါဆုံးရှုံးသွားကြတာဒီအများကြီးအဲ့တော့ရှင်တစ်ခုကိုမထိန်းချောင်းနိုင်လို့တိမ်ဆောင်သွားလို့ခံရရင်ဒီတဘဝပဲဖြစ်တယ်ဓမ္မလမ်းကြောင်းကိုမထိန်းချောင်းနိုင်လို့တိမ်ဆောင်သွားမယ်ဆိုလို့ရှိရင်တန်တရားတစ်ခုလုံးမှာဒုက္ခရောက်သွားနိုင်တယ်ဘဝမှာအချိန်ချင်းတွေ့ရမယ်ဆင်းရဲဒုက္ခတွေအဲ့ဒီအခြေအနေတွေကိုမြတ်စွာဘုရားဟောပြောဆုံးမထားတာဖြစ်တယ်အဲ့တော့ဒေသနာတော်လေးတစ်ပုဒ်ကိုနားကြည့်လိုက်ဒီမှာဟောထားတဲ့ဒေသနာတော်ထဲမှာဓိသောဓိတံယန္တံကရိယာဓိသောဆိုတာလူဆိုးတယောက်လူဆိုးဆိုတာအကောင်းမလုပ်ဘူးအမြဲတမ်းဆိုးဖို့တွေးနေတာဖြစ်တယ်စာပေမှာတော့တခိုးလို့ဘာသာပြန်တယ်နော်တခိုးလို့ဘာသာပြန်တာအဲ့တော့လူဆိုးလို့ဘာသာပြန်တာပို့ကောင်းတယ်တခိုးကခိုးယုံခိုးတာမျိုးဖြစ်တတ်သေးတယ်ခါလေဓိသောဓိတံယန္တံကရိယာခိုးတတ်တဲ့အကျင့်ဆိုးတဲ့လူဆိုးတယောက်ဟာအလားတူလူဆိုးတယောက်ကိုတွေ့ပြီဆိုရင်ဒုက္ခပေးတဲ့အလုပ်ကိုလုပ်မှာပဲလေလူဆိုးဟာလူဆိုးတယောက်ပေါ်မှာညှတားတယ်ဆိုတာမရှိဘူးကိုယ်ကလက်ဥအောင်ပဲတော့ကြတပ်ဖြတ်ကြမှာဖြစ်တယ်အဲ့တော့လူဆိုးတယောက်ကလူဆိုးတယောက်နဲ့ကြုံတွေ့တဲ့အခါမှာလှုပ်လိုက်လို့အခြေအနေဆိုးသွားတာတဲ့ပို့ပြီးအခြေအနေဆိုးနိုင်တာကကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ကိုယ်စိတ်ကိုမထိန်းနိုင်တဲ့ထိန်းကြောင်းမှုလွတ်သွားတဲ့စိတ်ကပိုဆိုးအောင်လုပ်နိုင်တယ်လို့သူတို့ပြောတာလူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးတာတဲ့ကိုယ့်ရင်ထဲနှလုံးထဲမှာဖြစ်လို့ဖြစ်တဲ့ကိုယ်စိတ်ကမကောင်းတဲ့စိတ်ကပို့ပြီးတော့ဒုက္ခပေးနိုင်တယ်လူဆိုးတယောက်ကလူဆိုးတယောက်ကိုဒုက္ခပေးရင်တဘဝပဲပေးလို့ရတယ်နောက်ဘဝထိလိုက်ပေးလို့မရဘူးအေးရင်နဲ့နှလုံးထဲမှာဖြစ်တဲ့စိတ်ဆိုးစိတ်မိုက်ကတော့ဒီဘဝရင်ဒုက္ခ